လူယုံမှာစစ်ဆက်ထားသူဟာမင်းကလေးရဲ့ကော်ဖီဆိုင်ကိုဒေါသတကြီးရိုက်နှက်ဖျက်ဆီးပြီးမစွတ်တဲ့လူကိုလာဆွရဲဆိုပြီးဆွဆွဲနေပါတယ်သူဟာမင်းကလေးရဲ့ခင်ပွန်းဟောင်းကဘယ်သူမှမသိသေးတာကြောင့်သူ့ရဲ့ဖောက်တဲ့တထေးကြီးကိုထိုးခဲ့တဲ့သူကိုထုတ်ပေးဖို့အော်ဟစ်တောင်းဆိုနေတာပါမင်းကလေးကလည်းရှင်မနေ့ကကျမကိုစိတ်ခတ်ခဲ့တာလေးလို့ပြန်လဲဆွဆွဲလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲခင်ပွန်းဟောင်းကဆိုင်ကိုရောက်လာပါတယ်ဟိုလူယုံမှာကမင်းကကိုထထိုးမလို့လားလို့စိန်ခေါ်နေချိန်မှာမင်းကလေးဟာမင်းညကခင်ပွန်းဟောင်းပြောခဲ့တဲ့စကားကိုတတိယသွားပါတယ်တယောက်ယောက်ကအနိုင်ကျင့်ရင်ရေရဲဝုန်းဝုန်းပြန်တုံ့ပြန်ပါဆိုတဲ့စကားအတိုင်းပဲသူမဟာစစ်ဆက်ထားသူကိုပါရိုက်ချလိုက်ပါတယ်ခင်ပွန်းဟောင်းကတော့ဒီမြင်ကွင်းကိုဘေးကနေပြုံးကြည့်နေတာပေါ့ဟိုလူကထက်ရိုက်ကြည့်စမ်းလို့អော်တဲ့အခါမင်းကလေးကနောက်ထပ်လက်သီးနဲ့ပါအားရပါရထိုးပစ်လိုက်ပါတယ်ဒါကိုကြည့်ပြီးခင်ပွန်းဟောင်းကတော့သဘောကျပြီးရေနေမိပါတယ်ဟိုလူယုံမှာကပြန်လို့ဖို့ကြံပေမဲ့မင်းကလေးစီမှာသူနှိမ့်ဆက်ခဲ့တဲ့အထောက်ထားတွေရှိနေတာကြောင့်ကြောက်လန့်တကြားနဲ့ထွက်ပြေးသွားပါတော့တယ်ပထမဆုံးအကြိမ်ဖြစ်ဒီလောက်ထိရဲရဲဝုန်းဝုန်းတုံ့ပြန်နိုင်ခဲ့လို့မင်းကလေးဟာဝမ်းသာအားရနဲ့ငူချလိုက်ပါတယ်သူမဘေးကင်းသွားတာကိုမြင်တော့မှခင်ပွန်းဟောင်းကထွက်သွားပါတယ်လက်ထောက်ကဘာလို့အထဲဝင်မတွေ့တာလဲလို့မေးတဲ့အခါသူကသူ့ဘာသာသူရဲရဲဝုန်းဝုန်းပြန်တိုက်ခိုက်နိုင်တာကိုပဲငါကိုမြင်ချင်တာလို့ပြန်ဖြေပါတယ်ညဘက်မှာတော့သူဟာမင်းကလေးအတွက်ကိုယ်တိုင်ကိုယ်ကျဟင်းချက်ပေးပါတယ်ဟင်းတွေအများကြီးနဲ့ဂယုတစိုက်ခွန်ကျွေးနေတဲ့သူ့ကိုကြည့်ပြီးမင်းကလေးဟာလွန်ခဲ့တဲ့3နှစ်ကအချိန်တွေကိုပြန်တတိယကပျော်ရွှင်စွာစားတောက်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူကစာချုပ်တစ်ခုကိုထုတ်ပေးပါတယ်အဲ့ဒါကတော့မင်းကလေးရဲ့ဖခင်စီကနေသူမရဲ့ကုမ္ပဏီကိုပြန်သိမ်းပေးလိုက်တဲ့စာချုပ်ပါတကယ်တော့မင်းကလေးရဲ့အမေဟာထိပ်တန်းလုပ်ငန်းရှင်ကြီးတဦးဖြစ်ပြီးမတော်တဆမှုနဲ့ဆုံးပါသွားချိန်မှာကုမ္ပဏီကိုတမိဖြစ်သူစီအမွေပေးခဲ့တာပါဒါပေမဲ့ဖခင်ဖြစ်သူကနောက်အိမ်အောင်ပြုပြီးအဲ့ဒီကုမ္ပဏီကိုအပိုင်စီးထားခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာပဲခင်မွန်းဟောင်းရဲ့ချစ်သူစီကဖုန်းလာပါတယ်လာမယ့်အပတ်မှာမိဘတွေနဲ့တွေ့ဖို့အိမ်လိုက်ခဲ့ပါလို့ခေါ်နေတာပါဒါကိုဘေးကနေကြားလိုက်ရတဲ့မင်းကလေးဟာသူတို့ကြားမှာနားလည်မှုလွဲမှာစိုးရိမ်တာကြောင့်အိမ်ကနေပြောင်းထွက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုသူမဟာရင်ကောင်းတဲ့ကမကောင်းမဲ့တန့်စင်ကန်နဲ့ပြေးဝင်ပြီးအံပါတော့တယ်သူကစိုးရိမ်တကြီးမေးပေမဲ့သူမကကွက်ပိုက်အောင်လို့ပါလို့ပဲလိန်ပြောလိုက်ပါတယ်တကယ်တော့သူမဟာယာတီမလာတာကြားနေပြီဖြစ်လို့ကိုဝင်ရှိနေပြီလားဆိုတာတန်တရားဝင်နေတာပါအမှန်တရားကိုသိရဖို့ကိုဝင်စစ်ဆေးတန်နဲ့စစ်ကြည့်လိုက်တဲ့အခါမှာတော့သူမမှာကိုဝင်ရှိနေပြီဆိုတာကိုအံ့ဩတုန်လှုပ်ဖွယ်တွေ့လိုက်ရပါတော့တယ်